အားလုံးပဲမင်္ဂလာပါအခုပြပေးမယ့်သင်ခန်းစာကိုကျွန်တော်တို့ seated march သင်ခန်းစာဖြစ်ပါတယ်သူကကျွန်တော်တို့အိမ်မှာနေရင်းနဲ့chair လေးနဲ့ခုံလေးနဲ့လည်းလုပ်လို့ရဆိုကျွန်တော်တို့ရေကျင်းမှာဆိုရင်ဒီ bunch ခုံလေးနဲ့လုပ်လို့ရပါတယ်ဆိုတော့သူကအရန်လွယ်ကူတဲ့သင်ခန်းစာဖြစ်တယ်ခနာကိုကဒီလိုအရန်ကုန်းထားလို့တော့မရဘူးစန့်ထားမယ်လက်ကိုဒီမှာတင်ထားလို့လည်းရတယ်ပြီးခြေထောက်ကတက်တက်ပဲပြီးကျွန်တော်တို့နည်းနည်းတင်မယ်squeeze one second လောက် squeeze လုပ်တာမယ်ပြီးပြန်ချ squeeze okay ကျွန်တော်တို့နှစ်ဖက်ပေါင်းမှာတစ်ကြိမ်ဖြစ်တယ်ကျွန်တော်ဒီဘေးရနဲ့ပြပေးမယ်ခဏကိုဒီလိုတော့ကုန်းလို့မရဘူး squeezeဟုတ်ကဲ့အခုဆိုရင်ဒီ seated march လေ့ကျင့်ခန်းကိုလိုက်ပြီးလေ့ကျင့်လို့ရမှာယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်